ကိုပိုင်အေဂျင်စီအလောက်စီကပါအမျက်လာစားနေတဲ့အဝိုင်းကြီးကိုအခုလိုပညာသားပပတကွက်ပြလိုက်တဲ့အလီစာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီငါး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိ2026ခုနှစ်မှာ Blackpink ဖွဲ့ဝင်တွေအားလုံးကကိုပိုင်အေဂျင်စီတွေအသီးသီးတည်ထောင်ပြီးတော့သူတို့ရဲ့တကူတော်အနုပညာလမ်းကြောင်းကိုကိုပိုင်ခြေထောက်ပေါ်ရက်တီရှောက်လန်းနေကြပြီဖြစ်ပါတယ်ဒါပေမဲ့အပြင်ပန်းမှာလွတ်လပ်သွားပြီလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အဖွဲ့ဝင်တွေက YG Entertainment ရဲ့အရေးအောက်ကနေလုံးဝအုပ်တုံမလွတ်မြောက်နိုင်သေးပဲကုမ္ပဏီဟောင်းရဲ့သွယ်ဝိုက်တဲ့ချုပ်ကိုင်မှုတွေကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်အထူးသဖြင့်အဖွဲ့ဝင်တယောက်ချင်းစီကကိုပိုင်ကုမ္ပဏီတွေတည်ထောင်ပြီးတော့နေဘက်အသစ်တွေချဲ့ထွင်နေကြပေမဲ့ YG ကတော့ရတဲ့ဘက်ကနေလွှမ်းမိုးထားစေပါ K-pop agency ကြီးတွေရဲ့ထုံးစံအတိုင်းအိုက်ဒေါတယောက်နာမည်ကြီးလိုက်ရင်သူတို့ရဲ့နာမည်အရင်နဲ့အမှုပညာနာမည်တွေကိုမူပိုင်ခွင့် trademark မှတ်ပုံတင်ထားလေးရှိပါတယ်လီဆာဆိုရင်လည်း2020ခုနှစ်ကလေးကသူမရဲ့နာမည်ကို YG ကမူပိုင်ယူထားခဲ့ရကြောင်း2024မှာအလောက်ကိုတည်ထောင်ခဲ့ပေမဲ့လည်းသူမရဲ့အကျိုးအမြတ်တော်တော်များများကို YG စီခွဲပေးနေခဲ့ရပါတယ်ကိုရိုင်းက CEO ဖြစ်နေပေမဲ့ကိုယ့်ရဲ့နာမည်ကိုသုံးပြီးတော့လှုပ်ချင်သမျှ project တိုင်းကိုလောလောလတ်လတ်လုပ်ခွင့်မရပဲ YG ရဲ့ခွင့်ပြုချက်နဲ့အကန့်အသတ်တွေကြားမှာအမျက်ထုတ်ခံနေရတာပါဒါတွေကိုလီဆာတယောက်ကင်တွယ်လိုက်ပုံကတော်တော်လေးလေးစားစရာကောင်းပါတယ် K-pop ရဲ့ all rounder လို့တင်စားရတဲ့လီဆာကအစီမုံမာတင်တော်တာမဟုတ်ပဲစပွဲဝိုင်းပေါ်ကစီးပွားရေးအကွက်အကွေးမှလည်းဘလောက်ထက်မြက်တယ်လဲဆိုတာကိုအခု2026မှာသက်သေပြလိုက်တာပါသူမက YG Entertainment ရဲ့ချုပ်ကိုင်မှုကိုငြိမ်ခံမနေတော့ပဲသူမရဲ့မွေးနေ့မတိုင်ခင်မှာတင် YG လက်ထဲကသူမရဲ့နာမည်နဲ့ပတ်သက်တဲ့မူပိုင်ခွင့်အားလုံးကိုအပြတ်အသတ်ပြန်လည်ဝယ်ယူပြီးတော့အန်လုံးစီကိုလွှဲပြောင်းယူလိုက်တာပါဒါက YG အနေနဲ့သူမရဲ့ချွေးနှင်းစာတွေကိုနောက်အမျက်ထုတ်လို့မရတော့အောင်လမ်းကြောင်းပိတ်လိုက်တဲ့ပြတ်သားတဲ့တကွက်ပဲဖြစ်ပါတယ်။လီဆာကအခုဆိုရင်ကဘာကျော်အဆိုတော်တယောက်တည်းမကကိုယ့်ရဲ့အရာပိုင်ခွင့်ကိုကိုယ်တိုင်ကာကွယ်နိုင်တဲ့ထက်မြက်တဲ့ CEO တယောက်ဖြစ်ကြောင်းကဘာကိုထုတ်ပြလိုက်ပါပြီ။ဒီလိုမူပိုင်ခွင့်တွေပြန်ရလိုက်ပြီဖြစ်လို့လာမယ့်အနာဂတ်မှာလာလီဆာမိုနိုဘဲဆိုတဲ့နာမည်ကိုစိတ်ကြိုက်သုံးပြီးတော့ဂီတဖက်ရှင်နဲ့ရုပ်ရှင် project အကြီးစားကြီးတွေကိုဘယ်သူမျက်နှာမှာကြည့်စရာမလိုဘဲနဲ့အရှိန်အဟုန်နဲ့လှုပ်ဆောင်လို့ရတော့မှာပါ။ငွေကိုအဓိကဦးစားပေးတဲ့ YG မှာတယောက်လီဆာရဲ့အကွက်ပြမှုမှာဘယ်လောက်ထိတောင်ကြေကွဲခံစားနေရမလဲဆိုတာမြင်ကြည့်ုံနဲ့သိနိုင်ပါတယ်။တခြားဖွဲ့ဝင်တွေလည်းမကြခင်မှာလီဆာရဲ့လမ်းစဉ်ကိုလိုက်လာတော့မယ်ဆိုတာသိကြနေပါပြီ။လက်ပြီးဖွဲ့ဝင်တွေအားလုံးကအခုလိုမျိုး CEO တွေဖြစ်ပြီးတော့တဦးချင်းစီကမ္ဘာအဆင့်မှာတောက်ပနေရကိုမြင်ရတာဝမ်းသာစရာဆိုပေမဲ့တစ်ဖက်မှာလည်း Blink တွေကတော့လက်ပြီးဆိုတဲ့အဖွဲ့လိုက်တခြင်းတွေနဲ့စင်ပေါ်ကဖြောပြမှုတွေကိုပို့ပြီးတော့တောင်းတနေကြစေပါ။ YG မှာကတော့အမျက်ထုတ်ဖို့အတွက်ပဲချောင်းနေတဲ့အတွက်ကောင်မလေးတွေနဲ့နာခဲ့ရတာများနေပါပြီ။လီဆာရဲ့ဒီလိုပြတ်သားတဲ့အစီအမံခန့်ခွဲမှုကတော့တကယ့်ကိုလက်ဖြားခါလောက်ပါတယ်။အေဂျင်စီရဲ့အမျက်ထုတ်မှုကိုပညာသားပပတုံ့ပြန်နိုင်ခဲ့တဲ့လီဆာရဲ့လုပ်ရက်ကိုသဘောကျတယ်ဆိုရင် comment မှာတခုခုပြောခဲ့ပါဦးနော်။ကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။